မဲ့ episode ကတော့ street ဓာတ်ပုံပြိုင်ပွဲဒီမှာဓာတ်ပုံတွေဘယ်လောက်ထိပြင်လို့ရလဲဓာတ်ပုံတွေဘယ်လောက်ထိပြင်ခွင့်ရှိလဲအဲ့ဒါတွေကိုကျွန်တော် like လောက်နဲ့တေချာပြမှာဖြစ်ပါတယ်ဒီကျွန်တော်ဓာတ်ပုံပြိုင်ပွဲတွေအတွက်ပုံဘယ်လိုပြင်လဲနောက်ပြီးတော့ပုံဘယ်လိုပို့ရလဲပေါ့နော်အဲ့မြန်ဆဆတော့မရှိပါဘူးကျွန်တော်တို့ရိုက်ကြတဲ့ exposure မှန်မှန်ကိုရိုက်ကြရမှာနော်ကြည့်ကြဘာမှမမြန်စားတော့မရှိကျွန်တော်အဲ့ဒါကဓာတ်ပုံရိုက်လာပြီးရိုက်ပြီးပြန်လာပြီးဆိုရင် SC ကတည်းကနေပုံတွေကိုထုတ်ပြီးတာနဲ့ extra နဲ့ header တွေကိုထည့်ပြီး extra header တွေပဲပြင်ကွန်ပျူတာထဲမှာပုံတွေမသိမ်းတာနဲ့ကွန်ပျူတာထဲမှာပုံသိမ်းပုံတွေတားများလာရင်ကျွန်တော်ကျရင်ကွန်ပျူတာတိတ်ပြီးတော့အလုပ်မလုပ်တော့ကွန်ပျူတာလေးတက်တာအဲ့ဒါကြောင့်ကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့မကြည့်ဖိုဒါလေးတွေခွဲတာတဲ့လားကတ်တဲ့ညူရောဆိုပြီးတော့အများကြီးပဲ1020လေးဆိုရင်ရိုက်တဲ့နှစ်တွေကုန်တော့နှစ်တွေနဲ့ပဲပြီးတော့ကျွန်တော်ပြီးသွားရင်မန်နေနဲ့ပြန်ခွဲတယ်နော်ဒီနေ့ကျွန်တော်ရွေးတာတော့ဒီနိုင်နဲ့ဖယ်လိုက်မယ်နော်ဒါလေးရရှုပ်ဒီသုံးပုံကျွန်တော်ဘယ်လို edit လုပ်လဲဘာလို့လဲကျွန်တော်ပြဒါဒီတလားဒီတလားမှာကျွန်တော်ရိုက်ထားတဲ့ပုံတွေမေလမှာရိုက်ထားတဲ့ပုံတွေပေါ့နော်ခုနကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ပြောဆိုကျွန်တော်ဘာမှမလုပ်သူတို့ပုံရပြီဆိုတာ ਨੇ ဘာလို့လဲဆိုတော့အရင်ဆုံးကျွန်တော်ချိန်တာဒီဟိုပါပေါ့ land correction ရှိတယ်အဲ့ဒါဒီမှာကိုကင်မရာရဲ့ model ကိုထည့်ပေါ့နော်ပြီးသွားရင်ကျွန်တော် Fuji ဆိုတော့ကျွန်တော် Fuji Provia ထည့်တယ် Provia အများဆုံးထည့်တာပြီးရင်ကျွန်တော်auto နှိပ်လိုက်auto နှိပ်ပြီးတော့ဒီကြည့်တယ်နော်ဘာလို့လဲ exposure လို့လား contrast တို့ချင်းတင်လိုက်ပေါ့ clarity ကတော့ကိုကြိုက်ရင်ကိုထည့်ပေါ့30လောက်တော့မကျော်သေးတာ30လောက်ကျော်ရင်ပုံကြီးကအရင်မကြည့်အရင်ဟိုကြီးဖြစ်သွားတာကျုပ်စု XMP ပေါ့နော်လောက်ပပလေးပဲပုံပြီးတော့ဘယ်နဲ့စနေလဲရှော့ဒီကာလာလေးနည်းနည်းဒီကြောင်တက်ကြလာတယ်ဒီ vibration နဲ့တင်လိုက်ဒီနောက်ကအနီးကြီးပါနေနဲ့တင်လာပြီးတော့ situation ကတော့ရိုင်းမတော့မတင်တော့ situation တင်လိုက်ကြည့်လိုက်ပုံရတာတေးပဲလုံးဝမရှိတော့အဲ့လိုဘယ်တော့မှမလုပ်နိုင်တော့ဘူးလုံးကြုံမလုပ်နိုင်ပါပဲလေလုံးကြုံတော့လို့မရတော့နောက်တစ်ခုကသူတို့အဲ့ဒီ street ပြိုင်ပွဲတွေမှာအကုန်လုံးဒီနည်းလမ်းတစ်ခုပဲရှိတာဟို black and white ပြောင်းကျင်ရဆို black and white နဲ့ပဲတင်ကာလာ3ကျင်ဆိုရင်ကာလာပဲတင်သူတွားပြီးအရင်တမကစားနေတာဒီကောင်တွေကဒီတုံးခါဖလို့ကာလာမစ္စလာလို့ပါတော့ကအများကြီးတော့မလုပ်တော့ဒီကောင်တွေကဘာတွက်လဲဆိုတော့နောက်ကဒီကာလာတွေကိုသူကပို့ပြီးတော့ထင်းစီကျင်တာတော့ပို့ပြီးပေါ်လွင်စီကျင်တာလို့လေအဲ့ဒါကြီးတုံးရတာအများကြီးသိတော့မလို့ကျွန်တော်ဘာခုမှမတုံးကျွန်တော်ဒါပဲဟုတ်ဒါပဲပြီးသွားရင်နောက်တော့ပြနောက်တော့ဒီမှာကာလာပါတယ်ဒီပုံဆိုရင်ကာအနီအောင်ပါမှာဘာကြောင့်ပြောသလိုပဲ land correction change ပြီးပို့ပြီးရတဲ့ကျွန်တော်ကင်မရာပေါ်လာတဲ့ပြီးတော့ကျွန်တော် auto နှိပ်လိုက်ပြီးသွားရင်နည်းလူဆိုရင်နည်း brightness တင်တော့လာတယ်အနီဝါအဲ့ပြန်ပွဲရတယ် crop ရရတယ်နော် cropping လည်းရတယ်ကို cropping ကိုဒီပုံစံဘာလို့လဲတဲ့ဒီပုံစံဒီနားမှာဒီညာဘက်ဘာမှမရှိလို့နော်တဲ့နားမှာတခုပိုင်ကောင်းဒီနားမှာလည်းလွတ်နေတော့တိတ်ပြီးတော့မိုက်ဒါပေမဲ့ကာလာတော့မိုက်တယ်အနီနဲ့အဝါနဲ့နော်ပါပဲဒီကောင်ဘာလို့ရဘာမှလည်းမရဒီလောက်ဒီလောက်ပဲโอเคတော့ပြီးတော့ဘယ်လို export လုပ်ရလဲဆိုတော့ဒီနောက်ဆုံးတစ်ပုံပြမယ်ဒီပုံလေးဆိုရင်တော့ဖြစ်ဒီပုံလေးကအဲ့ပုံကြီးရန်ကောင်းနိုင်ရောမော်ရအဲ့ကျွန်တော်ပြချင်တော့ကျန်နေတော့ဒီ histogram ကြည့်ဒီ histogram ဒီပေါ်ဟာဒီနှစ်ခုထိမနေနဲ့အလယ်နားမှာနေလို့စုနေကောင်းလားအလယ်နားမှာစုနေတဲ့ကာလာအမှန်
ကာလာလာတော့โอเคဒါပဲအမေဒါဘာမှပြင်တယ်တပုံရိုက်ကြတဲ့ဟာတေချာရိုက်တေချာ exposure မှန်ရိုက်ပြီးတော့မှ Photoshop မှာပြင်မယ်လို့ Lightroom မှာပြင်မယ်လို့ဘာလို့မသွေးနဲ့အဲ့တကူတော့တတိထားတယ်ရိုက်ကြတဲ့ဟာတေချာရိုက်တပုံရိုက်ကြတဲ့ဟာတေချာကျွန်တော်စတွေ့သမားတွေကြာတယ်မလားအများကြီးလုံးလို့မရအောင်အများကြီးပြိုင်ပွဲတွေမှာပြိုင်နေတယ်လို့ပဲအများကြီးလုံးလို့မရပါဘူးဒါနေပဲပပလေးပဲပုတ်သွားဒါပဲပြီးတော့ကျွန်တော် export ပို့လို့ဆိုပြမယ်နော် okay export ကတပုံပြိုင်ပွဲလို့ပဲဝင်ပြိုင်တော့မယ်ဆိုရင်အဓိကရေးကြည့်တာကျွန်တော်ပြဒီမှာဒီ custom setting မှာနာမည်ကိုနာမည်တဲ့ပြီးရင် sequence ထည့်လိုက်ရင် sequence 1တော့ပြိုင်မယ်ဆိုရင်1 2 3ပေါ့နော်တပုံရေးလိုက်တယ်ပြီးသွားရင်ဒီမှာဒီကောင်ဒီ pixel ရေးကြည့်တယ်3000ဆိုအဆင်ပြေတယ်ခါကျရင်တခြားကျရင်တို့တွေကနည်းနည်း file size သေးတာကိုလိုချင်တော့ဒီကောင်ပဲရွှေ့ဒီနောက်က resolution တော့မရှော့တော့ resolution 100ပဲထားဒီ3000တော့ရွှေ့3000ကို2000ပဲ2000ရှော့ကြည့်လိုက်1500ရှော့ကြည့်လိုက်တို့ရတဲ့ megabyte ဘယ်လောက်ရှိတယ်ပေါ့နော်အခုကျွန်တော်3000နဲ့ကျွန်တော်3000 pixel နဲ့ကျွန်တော် export လုပ်လိုက်မယ်နော်ကျွန်တော်ပြမယ်နော်လုပ်လိုက်ပြီဆိုရင် YouTube ကျွန်တော် file size ဘယ်လောက်ရှိကြည့်လိုက်ကျွန်တော်ဒီတဲ့ပါOh, sorry. Man. Ini ada YouTube တော့ဆိုတော့ကျွန်တော်ဒီကောင် file size ဘယ်လောက်ရှိလဲဒီလောက်ဆိုရင်ပြက်ကလေးမှာထုတ်လို့ရတယ်ကျွန်တော် file size ကနော် careful 5 bit တော့ရှိတယ်အဲ့5 bit နဲ့နေခြင်းလဲဆိုရင်ကျွန်တော်ခုနပြောသလိုတချို့ပြန်ဝင်ရရှိတယ်ကွာ map 2 map ပဲပို့လို့ရမယ်လို့3 map ပဲပို့လို့ရမယ်လို့အဲ့ဒါဆိုရင်နောက်ကျွန်တော်ပြောသလို3000ပါ2000ရှိ1500ဖြစ်ထည့်ကြည့်လိုက်အဲ့ဒါပဲအဲ့ဒါပဲရွှေဒီ resolution တော့ပြော resolution တော့ရှော့လိုက်ဖြစ်တော့သူတို့မမြင်ရတော့ပုံကြည့်မမြင်ရတော့ဘယ်လိုပုံရောက်ဝါနေအဲ့လိုတော့မလုပ်အဲ့ဒါမကောင်းဒီကတော့ဒါပါပဲအလွန်ကြုံမလုံးနဲ့လက်ပုံရိုက်ကြတဲ့တေးကြရိုက်တေးကြ exposure တေးကြလဲပြိုင်ဝဲဒီ street ပုံစံပြိုင်ဝဲမှန်များဒီတမျိုးပဲသွားတယ်အမှသူစက်တော့မပြင်တဲ့ပုံတွေအလုံးကြုံတော့ပြင်လိုက်ရင်သူတို့ပုံကြည့်မှာမဟုတ်တော့တခါလေးပယ်လိုက်မှသူတို့တဲ့ပုံ alright ဒီepisode မှာတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်နောက်ဗီဒီယိုမှာပြန်ဆုံကြတာပါ peace